စ်ဆိုတာပိုက်ဆိုင်လိုခြင်းလားဒါမှမဟုတ်ချုံနှောင်ထားခြင်းလားချစ်လုံးလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့တစ်ဖက်လူရဲ့အသက်ရှူလမ်းကြောင်းကိုပိတ်ဆို့မိတဲ့အခါအဲ့ဒီအချစ်ဟာအစိတ်အဖြစ်ပြောင်းလဲသွားတတ်ပါတယ်။နောင်နာတွေနဲ့တိဆောက်ထားတဲ့အသင်းချိုင်းတစ်ခုအကြောင်းမိမိကိုယ်တိုင်ဖန်တီးခဲ့တဲ့ငရေကန်တစ်ခုအကြောင်းအခုတင်ဆက်ပေးမှာကတော့အစိတ်သက်နှလုံးသားဆိုတဲ့တံဝေလာရစီယာချစ်ဟော်ရာဇလန်တစ်ပုဒ်ပဲဖြစ်ပါတယ်။နားဆင်ခံစားပေးကြပါအောင်ခင်ဗျာ။ခဏနဲ့မှာလေးပိဆက်တန်တဝီဝီကလွယ်လို့ဘာအတမ်းမှမရှိဘူး။တိတ်ဆိတ်လုံးလို့ကိုယ်နှလုံးခုန်တန်ကိုတောင်ပြန်ကြားနေရတယ်လို့ပဲ။အေးဆက်နေတဲ့ချမ်းမြေပေါ်မှာလဲလျောင်းနေတဲ့သူမရဲ့လက်ချောင်းလေးတွေကကျွန်တော်ခြေထောက်နားမှာဒီလက်ကလေးတွေဟာလွန်ခဲ့တဲ့နာရီဝက်ကနေကျွန်တော်ကိုတွန်းထုတ်ဖို့အသက်ရှူခွင့်ရဖို့အသေးအတန်ရုန်းကန်ကြိုးစားနေခဲ့ကြတာအခုတော့အရာအားလုံးဟာရပ်တန့်သွားခဲ့ပါပြီသူမရဲ့ခန္ဓာကိုယ်လေးကလည်းငြိမ်သက်သွားခဲ့ပြီကျွန်တော်တို့ရဲ့အချစ်ဥတီချက်လွဲမှားခဲ့တာဘယ်အချိန်ကလေးကလဲကျွန်တော်ပြန်စဉ်းစားကြည့်မိတယ်ကနဦးကတော့သူမကိုကျွန်တော်ကာကွယ်ခြင်းနဲ့စိတ်ပါဒါပေမဲ့အဲ့ဒီကာကွယ်ခြင်းစိတ်ကဘယ်အချိန်မှချုပ်ကင်ခြင်းနဲ့စိတ်ဖြစ်သွားမှန်းကျွန်တော်ကိုယ်တိုင်လည်းမသိခဲ့လိုက်ဘူးသူမပြုံးပြလိုက်တဲ့အမျိုးသားတိုင်းဟာကျွန်တော်အတွက်ရှင်းသူတွေပါပဲသူမဝစ်စင်တဲ့အဝတ်အစားသူမသွားလာတဲ့နေရာသူမဖုန်းထဲက notification တိုင်းဟာကျွန်တော်အတွက်တန်တရားမိလောက်တွေပဲဖြစ်ခဲ့တာရှင်ကျမကိုအသက်ရှူကြအောင်လုပ်နေပြီဖြိုးမကငိုယူပြီးပြောလို့ရှိတယ်ကျွန်တော်ကတော့သူမရဲ့ပါးပြင်ကမျက်ရည်တွေကိုတုပ်ပြီးချစ်လုံးလို့ကဟာနင့်ကိုတခြားလူစီမပါသွားစေချင်လို့ပြန်ချော့ခဲ့တယ်အဲဒီတော့ကကျွန်တော်မသိခဲ့တာကချစ်ဆိုတာလမ်းဆုပ်ထားရတဲ့ငါကလေးမဟုတ်ပဲအတူတူပြန်တန်းရတဲ့တိမ်တိုက်တွေဖြစ်တယ်မှန်ပါပဲအဖြစ်အပျက်ဆိုးကြီးကဒီညမှစတာသူမအလုပ်ကအပြန်နင်းနောက်ကြတယ်ဖုန်းကလည်းအားကုန်လို့ပိတ်နေခဲ့တယ်ကျွန်တော်အေခန်းထဲမှာထိုင်ဆောင်နေရင်ဒေါသမီးတွေကတဟုံးဟုံးတောင်းနေပြီသူမအိမ်ထဲခြေချလိုက်တာနဲ့ကျွန်တော်ဘာမှမမေးပဲသူမရဲ့လက်ကိုအတင်းဆွဲညှစ်လိုက်တယ်ဘယ်သူနဲ့တော့ပျော်ပါနေရလဲဖုန်းကဘာလို့ပိတ်ထားတာလဲကျွန်တော်အတန်ကလူတန်ထက်တားရဲတကောင်ရဲ့ဟိန်းဟောက်တန်နဲ့ပူပူနေလိမ့်မယ်ရှင်အယူမလုပ်ဆန်းနဲ့ကျမတကယ်စိတ်ကုန်နေပြီလမ်းခွေအောင်သူမကပြက်ပြက်သားသားပြောလိုက်တဲ့အချိန်မှာကျွန်တော်အုံနောက်ထဲကသွေးကြောတစ်ခုပေါက်ထွက်သွားတယ်လို့ခံစားလိုက်ရတယ်လမ်းခွေမယ်ဒီငါစီကနေထွက်သွားမယ်ဗောလေမရအောင်ဘယ်တော့မှမရအောင်ကျွန်တော်သူမကိုတွန်းလိုက်တယ်သူမကရှုံးတယ်ပါရိုက်တယ်ကျွန်တော်ကတော့အသိစိတ်လွတ်နေတဲ့လူသက်သမားတစ်ယောက်လိုပဲသူမရဲ့လေပင်ချင်းချင်းလေးကိုကျွန်တော်လက်နှစ်ဖက်နဲ့အားကုန်မြင့်မိလိုက်တယ်သူမရဲ့မျက်လုံးလေးတွေပြူးထွက်လာပြီးကျွန်တော်ကိုအကူအညီတောင်းတဲ့အကြည့်နဲ့ကြည့်ခဲ့တယ်ခြေထောက်လေးတွေကကြမ်းမြင့်ကိုကုတ်ချစ်နေတယ်စက္ကန့်အနည်းငယ်အတွင်းမှာပဲသူမရဲ့နှာခမ်းများကဖြိုးလက်ပါချစ်တုံးကြီးလုံးနဲ့အတန်လေးထွက်လာပြီးခန္ဓာကိုယ်ကပျော့ခွေကျသွားခဲ့တယ်ကျွန်တော်လက်တွေကိုဖြန်းကြည့်လိုက်မိတယ်ဒီလက်တွေဟာသူမကိုပန်းစည်းတွေပေးခဲ့ဘူးတယ်သူမရဲ့ခေါင်းလေးကိုပုတ်တက်ပေးခဲ့ဘူးတယ်အခုတော့ဒီလက်တွေမှာသူမရဲ့အသက်ဝိညာဉ်တွေကပ်ပါနေပြီကျွန်တော်သူမဘေးမှာဒူးထောက်ထိုင်လိုက်ပြီးခေါ်ကြည့်တယ်အသေးထားလို့လေမဆရပါနေလမ်းခွဲမယ်ဆိုတော့ငါကြောက်လို့စိတ်တူသွားတာပါထားပါအောင်ဒါပေမဲ့သူမကပြန်မထူးတော့ဘူးသူမရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းအေးဆက်လာနေပြီအဲ့ဒီအချိန်မှာပဲသူမရဲ့လွယ်ရီထဲကနေပြုတ်ကျနေတဲ့ဖုန်းလေးကိုကျွန်တော်တွေ့လိုက်ရတယ်အားပြန်သွင်းပြီးပေါ်လာတဲ့ဖုန်းရဲ့မျက်နှာပြင်မှာမပို့ရသေးတဲ့ message တစ်ခုတက်လာခဲ့တယ်ဖြိုးရင်ဒီနေ့ဖြိုးမွေးနေ့အတွက်ကိန်းမုံမာနေလို့နည်းနည်းနောက်ကြမယ်နော်ချစ်တယ်ကျွန်တော်ရင်ထဲမှာမိုးချိုးပစ်ချလိုက်တယ်လို့ပဲသူမကကျွန်တော်အတွက်လက်ဆောင်ပြင်ပေးနေခဲ့တာကျွန်တော်ကတော့သူမအတွက်တေချင်းတရားကိုပြင်ဆင်ပေးခဲ့မိတယ်အခုတော့ကျွန်တော်လက်ထဲမှာဓာတ်တစ်ချောင်းရှိနေပြီရဲတွေကိုဖုံးဆက်ရမလားဒါမှမဟုတ်သူမနောက်ကိုပဲလိုက်သွားရမလား
ကျွန်တော်နားလည်လိုက်ပါပြီအချစ်ဆိုတာအပိုင်စီးမှုကြိုးစားတဲ့အခါအဲ့ဒီအချစ်ဟာလူသက်လက်နဲ့ဖြစ်သွားတတ်တယ်ဆိုတာတုံ့ပြန်မှုဆိုတာချစ်ချင်းရဲ့တက်တည်မဟုတ်ပဲကိုမယုံကြည်မှုနဲ့တစ်ဖက်လူပေါ်မလေးစားမှုရဲ့ပြရုပ်ပဲဖြစ်တယ်ဆိုတာကျွန်တော်ကောင်းကောင်းသိနားလည်လိုက်ပါပြီကျွန်တော်ကျူးလွန်ခဲ့တဲ့အဖြစ်အတွက်ဘလို့ထောင်ဒဏ်မျိုးမှအလုံးလောက်မှမဟုတ်ပါဘူးကျွန်တော်ရဲ့ကြံရှိတဲ့သက်တမ်းတစ်လျှောက်မှာသူမရဲ့နောက်ဆုံးတောင်းပန်တိုးရှုတန်ကကျွန်တော်နားထဲမှာထောင်ရချုပ်လက်နေတော့မှာပါနောင်မတွေနဲ့အတူပေါ့နားဆင်ပြီးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်စိတ်ဝင်စားဖို့ရတဆုံးဇလန်းနေနဲ့၆ချားစရာဟော်ရာဇလန်းတွေကိုနားဆင်ဖို့အတွက် Short Story by K Channel ကို Subscribe လုပ်ပြီးထားဖို့မမေ့ပါနဲ့ခင်ဗျာ